အားလုံးပဲမင်္ဂလာပါခင်ဗျာအာယုံ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီကနေ့ကျွန်တော်တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့လက်တလုံးမှာဖြစ်နေတဲ့မြန်မာနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်စုစည်းသမျှပြန်လည်တင်ဆက်မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်မြန်မာနိုင်ငံရဲ့ဆီယနာရှင်အစိုးရစန့်ကျင်စန္ဒထုတ်ဖော်ရေးဟာမြန်မာနိုင်ငံလုံးနီးပါးတခနဲ့ဆိုသလိုပြန့်နှံ့သွားခဲ့ပြီဆိုတာအထူးတလဲပြောပြနေစရာမလိုတော့ဘူးထင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့ဒီအချိန်ထိဖေဖော်ဝါရီ ရက်နေ့ကနေစပြီးတော့ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့တကွနိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင်ဝန်ကြီးချုပ်များ NLD အမတ်လောင်းများစသည့်ဖမ်းဆီးချုပ်နှောင်ထားတဲ့လူဦးရေပမာဏဟာ100နဲ့မှ82ဦးအထိတိုးမြင့်ခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့အခုလိုဖမ်းဆီးချုပ်နှောင်ခြင်းခံထားရတဲ့လူတွေရဲ့အမည်နာမတွေကိုကျွန်တော်တင်ဆက်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုလည်းအစအနေအဆုံးထိကြည့်ပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်။ဟုတ်ကဲ့အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်စလိုက်ကြရအောင်နော်။နံပါတ်1ဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်အတိုင်ပင်ခံနံပါတ်2ဦးဝင်းမြင့်နိုင်ငံတော်သမ္မတနံပါတ်3ဦးဟင်နရီဗန်ထီယူဒုသမ္မတ2နံပါတ်4ဦးတီခွန်မြတ်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနံပါတ်5မန်းဝင်းခိုင်တန်းအမျိုးသားလွှတ်တော်ဥက္ကဋ္ဌနံပါတ်6ဦးထွန်းထွန်းဟိန်းပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ NLD ဗဟိုအလုပ်အမှုဆောင်နံပါတ်9ဦးအေးသာအောင်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနံပါတ်8ဦးလသိန်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနံပါတ်9ဦးတန်းမြင့်ရှိပွားရေးကုသဝန်ကြီးနံပါတ်10ဦးစိုးဝင်းစီမံဘဏ္ဍာရေးဝန်ကြီးနံပါတ်17ဒေါက်တာအောင်သူလေယာနဲ့ဝန်ကြီးနံပါတ်12ဒေါက်တာဝင်းမြတ်အေးလူမှုကေစရေးပြန်ကြားရေးဝန်ကြီးနံပါတ်13ဦးတန်းစင်မောင်ပိုးစစ်ဝန်ကြီးနံပါတ်14ဒေါက်တာမျိုးသိန်းကြည်ပညာရေးဝန်ကြီးနံပါတ်15ဦးဝင်းမြင့်ပြန်ကြားရေးဝန်ကြီးနံပါတ်16ဒေါက်တာမျိုးအောင်နေပြည်တော်ကောင်စီဥက္ကဋ္ဌနံပါတ်19ဒေါက်တာဇော်မြင့်မောင်မန္တလေးတိုင်းဝန်ကြီးချုပ်နံပါတ်18အောင်မိုးညိုမကွေးတိုင်းဝန်ကြီးချုပ်နံပါတ်19ဒေါက်တာမြင့်နိုင်စကိုင်းတိုင်းဝန်ကြီးချုပ်နံပါတ်20ဦးဖြိုးမင်းသိန်းရန်ကုန်တိုင်းဝန်ကြီးချုပ်နံပါတ်21ဒေါ်နိုင်ခင်ထွေးမြင့်ကရင်ပြည်နယ်ဝန်ကြီးချုပ်နံပါတ်22ဒေါက်တာအေးဇံမွန်ပြည်နယ်ဝန်ကြီးချုပ်နံပါတ်23ဦးဝင်းသိန်းပဲခူးတိုင်းဝန်ကြီးချုပ်နံပါတ်24ဒေါက်တာခေတ်အောင်ကချင်ပြည်နယ်ဝန်ကြီးချုပ်နံပါတ်25ဦးဘော့စကိုကယားပြည်နယ်ဝန်ကြီးချုပ်နံပါတ်26ဒေါက်တာလင်းထွန်းရှမ်းပြည်နယ်ဝန်ကြီးချုပ်နံပါတ်29ဦးညီပုရခိုင်ပြည်နယ်ဝန်ကြီးချုပ်နံပါတ်28စလိုင်းလျံလွေချင်းပြည်နယ်ဝန်ကြီးချုပ်နံပါတ်29ဦးလမိုးအောင်ရောက်ဒီတိုင်းဝန်ကြီးချုပ်နံပါတ်30ဦးမြင့်မောင်တနင်္သာရီတိုင်းဝန်ကြီးချုပ်နံပါတ်31ဦးတင်မောင်ထွင်းရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနံပါတ်32ဦးလင်းနိုင်မြင့်ရန်ကုန်တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌနံပါတ်33ဦးရဲမင်းဦးရန်ကုန်တိုင်းစီမံဘဏ္ဍာဝန်ကြီး34ဒေါ်နီလာကျော်ရန်ကုန်တိုင်းဆောက်လုပ်ရေးဝန်ကြီး35နော်ပန်းတန်ဇာမျိုးရန်ကုန်တိုင်းကရင်ရေးရာဝန်ကြီး36ဦးနိုင်ငံလင်းရန်ကုန်တိုင်းလူမှုရေးဝန်ကြီး39ဒေါ်မိုးမိုးစုကြည်ရန်ကုန်တိုင်းလူဝင်မှုကြီးကြပ်ရေးဝန်ကြီး38ဦးတန်းဝင်းပဲခူးတိုင်းစစ်မှုလျက်စစ်လမ်းပန်းဝန်ကြီး39ဦးနွန့်ဆွေပဲခူးတိုင်းစီမံဘဏ္ဍာဝန်ကြီး40ဒေါက်တာစောညိုဝင်းပဲခူးတိုင်းဒဇံယာတပတ်ဝန်းကျင်ဝန်ကြီး41ဦးထွန်းထွန်းဦးပဲခူးတိုင်းလူဝင်မှုကြီးကြပ်ရေးဝန်ကြီး42နော်ပွေစေးပဲခူးတိုင်းကရင်တိုင်းသားရေးရာဝန်ကြီးဒေါ်ရီရီချိုတနင်္သာရီတိုင်းစီမံဘဏ္ဍာဝန်ကြီး44ဦးစိုးနွန့်လွင်ရှမ်းပြည်နယ်စီမံဘဏ္ဍာဝန်ကြီးဦးဆိုင်တန်ဆိုင်းလျံတင်လုံးရှမ်းပြည်နယ်လက်စစ်ဝန်ကြီး46ဦးဝေလင်းကချင်ပြည်နယ်အစိုးရအဖွဲ့စီမံဘဏ္ဍာဝန်ကြီး49ဦးအာတီယောဟန်လီဆူတိုင်းသားရေးရာဝန်ကြီး48
乌达拉西拉塞个ချင်းပြည်နယ်တဘာဝပတ်ဝန်းကျင်နဲ့တယံဇာတဝင်ကြီး49ဦးဝင်းတွင်ကချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝင်ကြီး50ဦးနော်လီကချင်းပြည်နယ်စီပင်တာယာရေးဝင်ကြီး51ဦးနေဝင်းကချင်းပြည်နယ်လူမှုရေးဝင်ကြီး52ဦးကျော်ကျော်ဝင်းကချင်းပြည်နယ်လေယာနဲ့စေမြောင်းဝင်ကြီး53ဦးဇော်ဝင်းကချင်းပြည်နယ်လူဝင်မှုကြီးကြပ်ရေးဝင်ကြီး54ဦးမော်ကယားပြည်နယ်စီမံကိန်းနဲ့ဘာနာရေးဝင်ကြီး55ဦးဇိုဘွေချင်းပြည်နယ်လွတ်တော်ဥက္ကဋ္ဌ56ဦးစိုးထက်ချင်းပြည်နယ်အစိုးရအဖွဲ့စီပင်သာယာရေးဝင်ကြီး59ဒေါက်တာထင်လင်းမွန်ပြည်နယ်လူမှုရေးဝင်ကြီး58ဦးဆွေမြင့်မွန်ပြည်နယ်ဗမာတိုင်းရင်းသားရေးရာဝင်ကြီး59ဒေါက်တာမင်းကြီးဝင်းမွန်ပြည်နယ်သဇံဇာတပတ်ဝန်းကျင်ဝင်ကြီး60ဦးချမ်းသာရခိုင်ပြည်နယ်လူမှုရေးဝင်ကြီး61ဦးအောင်ကျော်စာရခိုင်ပြည်နယ်လျှစ်စစ်မှုဝင်ကြီး62ဦးကျော်အေးသိန်းရခိုင်ပြည်နယ်ဘာနာအခွန်ဝင်ကြီး63ဦးကျော်လွင်ရခိုင်ပြည်နယ်စိုက်ပျိုးမွေးမြူတစ်တော်တတုတွင်းဝင်ကြီး64ဦးပုံဝေရခိုင်ပြည်နယ်ချင်းရေးရာဝင်ကြီးဦးဝင်းသေးအေရောက်ဒီတိုင်းလျှစ်စစ်နဲ့စွမ်းအင်လမ်းပန်းစစ်မှုဝင်ကြီး66ဦးဇော်ဝင်းအေရောက်ဒီတိုင်းစီမာဘာနာဝင်ကြီး69ဦးတင်အောင်ဝင်းအေရောက်ဒီတိုင်းစိုက်ပျိုးမွေးမြူဝင်ကြီး68ဦးကျော်မြင့်အေရောက်ဒီတိုင်းစီပင်ဝင်ကြီး69ဒေါက်တာလမြတ်သွေးအေရောက်ဒီတိုင်းလူမှုရေးဝင်ကြီး80ဒေါက်တာစိုးဝင်းအေရောက်ဒီတိုင်းလူဝင်မှုကြီးကြပ်ရေးဝင်ကြီး80ဒေါက်တာစိုးဝင်းအေရောက်ဒီတိုင်းလူဝင်မှုကြီးကြပ်ရေးဝင်ကြီး81ကမိုးမြတ်မြတ်သူအေရောက်ဒီတိုင်းကရင်တိုင်းရင်းသားရေးရာဝင်ကြီး82အိုးဘူဘူငယ်ဘိုဟိုဘန်ဒုဥက္ကဋ္ဌ83ဦးဝင်းထေ NLD နာယက84ဦးညံဝင်း NLD ဗဟိုအလုပ်အမှုဆောင်85ဦးဟန်တာမြင့် NLD ဗဟိုအလုပ်အမှုဆောင်86ဒေါက်တာမျိုးနွင့် NLD ဗဟိုအလုပ်အမှုဆောင်89ဦးသိန်းဦး NLD ဗဟိုအလုပ်အမှုဆောင်88မုံရွာအောင်ရှင် NLD ပြန်ကြားရေးအဖွဲ့ဝင်89ဒေါက်တာတင်မျိုးဝင်း NLD 80ဦးတော်ပိဒအလင်္ကာကျဲ81အရှင်ပညာတိဟဆွေညာဝါဆရာတော်82ဦးရိယာဝန်တာဘိဝန်ဒမြောက်ဒီမင်းကြီးကျောင်းသားဆရာတော်83ကိုမြအေး84မျိုးဆက်84မင်းသွေးတစ်ဘဂတာမြအဖွဲ့ချုပ်အမှုဆောင်ဟောင်း85ဒေါ်တန်းမြင့်အောင်စာရေးဆရာမ86မောင်တာချိုစာရေးဆရာ89တရာဝန်ပြည်စာရေးဆရာ88ဦးဘုံဓာတုစာရေးဆရာ89မင်းထင်ကိုကိုကြီးဒရိုက်တာ90စောဖိုးခွားအဆိုတော်91မောင်မောင်အေး NLD ပန့်ပိုးထောက်ခံသူ92ဦးထင်လင်းဦးစာရေးဆရာ93ဦးဇော်လွင်မြစ်ချနာမြို့ NLD 94ဦးတောင်းထေးကယားပြည်နယ် NLD ဥက္ကဋ္ဌ95ဦးဆိုင်ယူကယား96ဦးဒိန်ခံဘုံကချင်ပြည်နယ်လွတ်တော်ဒုဥက္ကဋ္ဌ69ဦးမြတ်သိန်းကချင်ပြည်နယ် NLD ဥက္ကဋ္ဌ98ဦးမျိုးကျော်မိုးညင်းပြည်နယ်1 99ဦးကြည်မိုးညင်းမြို့နယ် NLD ဥက္ကဋ္ဌ100ဦးဝင်းစောမိုးညင်းအမျိုးသားဟောင်း101ဦးလာအောင်မိုးညင်းခရိုင် NLD အဖွဲ့ဝင်102ဦးတင်အောင်မိုးညင်းခရိုင် NLD အတွင်းရေးမှူး103ဦးခင်မောင်ထွန်းမိုးညင်းမြို့နယ် NLD ပါတီဝင်104ဦးလာကြည်မိုးကောင်းမြို့နယ် NLD ဥက္ကဋ္ဌ105ဦးခီဇာမောင်ပူတာအိုမြို့နယ် NLD ဥက္ကဋ္ဌ106ဦးထွန်းဖေပူတာအိုမြို့နယ် NLD အတွင်းရေးမှူး109ဦးမလောင်ဒီစာနောင်မွန်မြို့နယ် NLD ဒုဥက္ကဋ္ဌ108ဦးမလောင်ဒီ NLD မြို့နယ်အောင်နိုင်ရေးဥက္ကဋ္ဌ109ဦးမလောင်အောင်ရန်ရွေးချယ်ခံ NLD ပြည်နယ်ကိုယ်စားလှယ်130နောင်မွန်မြို့နယ်ကော်မရှင်အဖွဲ့ဝင်2ဦး131ဦးနောင်နကြတန်တနိုင်မြို့နယ် NLD ဥက္ကဋ္ဌ132ဦးစုံရင်းတနိုင်မြို့နယ် NLD လူငယ်တာဝန်ခံ133ဦးစောမင်းအောင်တနိုင်မြို့နယ် NLD ဘာနာရေးမှူး134ဦးမိုဟန်စင်ဝ
ဝိုင်းမော်မြို့နယ် NLD ဥက္ကဋ္ဌ135ဦးချစ်ဆွေဝိုင်းမော်မြို့နယ် NLD ပါတီဝင်136ဦးသိန်းဟန်ဖားကိုင်းမြို့နယ် NLD ဥက္ကဋ္ဌ139ဦးတင်စိုးဖားကိုင်းမြို့နယ် NLD ဥက္ကဋ္ဌပြည်နယ်လွှတ်တော်ကိုယ်စားလှယ်138ဦးဇာနေမင်းဆွေကူမြို့နယ် NLD အမှုဆောင်139ဦးနေလင်းအောင်ဆွေကူမြို့နယ် NLD သွေးဘက်အတွင်းရေးမှူး120ဦးမြင့်စိုးချစ်ဆွေကူမြို့နယ် NLD အတွင်းရေးမှူး121ဦးကျော်ဆွေကူမြို့နယ် NLD ဒုဥက္ကဋ္ဌ122ဦးအေးကိုဆွေကူမြို့နယ် NLD ဘာနာရေးမှူး123ဦးတန်ဆိုင်စွန်ဘရာဘွန်မြို့နယ် NLD ဒုဥက္ကဋ္ဌ124ဦးလာရောစွန်ဘရာဘွန်မြို့နယ် NLD 125ဦးမင်းမင်းမန်စီမြို့နယ် NLD ဥက္ကဋ္ဌ126ဦးလဇွန်မန်စီမြို့နယ် NLD ဒုဥက္ကဋ္ဌ129ဦးရံမျိုးအောင်မန်စီမြို့နယ်သွေးမှု128ဦးကရိုတူအောင်မချမ်းဘောမြို့နယ် NLD အတွင်းရေးမှူးဟောင်း129ဦးငဒန်ထင်မချမ်းဘောမြို့နယ် NLD ဥက္ကဋ္ဌ130မချမ်းဘောကော်မရှင်အဖွဲ့ဝင်များ131ဦးတောင်းထေးကယားပြည်နယ် NLD ဥက္ကဋ္ဌ132ဦးအဖောင်ရှူပြည်နယ်ဝန်ကြီးဟောင်း133ဦးတင်မြင့်ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ134စောချစ်ခင်ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ135ဒေါ်နန်းသူဇခင်ကရင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ136ဦးတန်းလွင်ဘုရားသုံးဆူမြို့နယ် NLD ဥက္ကဋ္ဌ139ဦးတန်းစကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ138ဦးဘူတန်းလွင်စကိုင်းတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ139ဦးခင်မောင်ရင်ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌ140ဦးကြည်စင်ပဲခူးတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ141ဦးသိန်းတန်ပဲခူးတိုင်း NLD ဥက္ကဋ္ဌ142ဦးအေးဖေပြည်ခရိုင် NLD ဥက္ကဋ္ဌ143ဒေါ်စန်းစမြင့်ညောင်လေးပင်မြို့နယ် NLD ဥက္ကဋ္ဌ144ဒေါက်တာကျော်ကျော်ရေသာရှိမြို့နယ် NLD လွှတ်တော်အမတ်145ဦးသာမကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ146ဦးဇော်မျိုးဝင်းမကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ149ဦးကျော်အောင်ကျော်ဦးမန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ148ဦးခင်မောင်ထေးမန္တလေးတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ149ဦးတင်ကိုမန္တလေးတိုင်း NLD တွင်းရေးမှူး150ဦးဝေသိန်းမန္တလေးတိုင်း NLD အမှုဆောင်151ဦးတင်ထွေးဦးမန္တလေးတိုင်း NLD အမှုဆောင်152ဒေါ်တင်ဤမွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ153ဒေါက်တာအောင်နိုင်ဦးမွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ154ဦးခင်မောင်အေးတနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌ155ဦးစံကျော်လရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ156ဦးမောင်မောင်စိန်ရှမ်းပြည်နယ် NLD တွင်းရေးမှူး159ဦးဆိုင်တောင်းထိုက်လွိုင်လင်မြို့နယ် NLD ကိုယ်စားလှယ်လောင်း158ဦးအောင်ကျော်ခိုင်အေရောက်တီတိုင်းလွှတ်တော်ဥက္ကဋ္ဌ159ဦးစန်းထွေးအေရောက်တီတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ160မဇူးဇူးဇန်ကယားပြည်နယ်ကျောင်းသားသမဂ္ဂ161ကော်မြို့ကိုမန္တလေးပညာရေးကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ162ကိုထုခန့်တော် AVFSU ထွေထွေအတွင်းရေးမှူး163ဦးမောင်ကြီး UNDP ဥက္ကဋ္ဌ164ကိုတာထက်အောင်ပခုကူမြေပညာတက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌဟောင်း165ကိုဝေဖြိုးဟိန်းပခုကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂသွေးမူနှစ်166ကိုနွေမိုးဆောင်မြောက်ဒီမြို့169မခင်ထိတ်ထားလိုင်မန်အောင်မြို့168ကိုဟန်မင်းဆိုးမန်အောင်မြို့169မအေးမိမိခိုင်မန်အောင်မြို့160စီထရနယ်ဩစတြေးလျစီးပွားရေးပညာရှင်181ဒေါက်တာရဲလွန်မန္တလေးမြို့တော်ဝင်182ဦးကျော်စေရမန္တလေးစီပင်ကော်မတီဝင်ဟောင်းတို့ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့စစ်အာဏာရှင်အစိုးရအနေနဲ့ဖမ်းဆီးချုပ်နှောင်ထားတဲ့လူဦးရေစည်ရင်းဟာစုစုပေါင်းအပြင်100နဲ့မှ82ဦးထိရှိပါတယ်ခင်ဗျာ
ဒီကြားထဲမှာပြန်လည်လွတ်မြောက်လာသူရှိသလိုလွတ်မြောက်လာခြင်းမရှိသေးတဲ့နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့တကွနိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့အတူတချို့သောပုဂ္ဂိုလ်များဟာပြန်လည်လွတ်မြောက်ခြင်းမရှိသေးပါဘူးခင်ဗျာအာဏာရှင်ရှိအစိုးရရဲ့လုပ်ရမှုအပေါ်မှာမတရားမျှတမှုတွေပေါ်လွင်နေတဲ့အတွက်ကြောင့်ပြည်သူလူထုအလုံးပူပေါင်းပြီးတော့ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ပုံရိပ်တွေဟာတခနဲ့တည်းဆိုသလိုကဘာအနှံ့တို့ချစ်ချင်းပဲပြန့်နှံ့သွားခဲ့ပါတယ်ထိုမတရားမှုတွေကိုလက်ပတ်မကြည့်နေနိုင်တဲ့အာရှနိုင်ငံသားချင်းဖြစ်တဲ့ဂျပန်နဲ့ကိုရီးယားအပါအဝင်အနောက်နိုင်ငံတော်တော်များများကလည်း UN အဖွဲ့အစည်းတို့ကွန်ပလင်များသိခဲ့ကြပါတယ်အဲ့ဒီအတွက်ကြောင့် UN အဖွဲ့အစည်းကလည်းအာဏာရှင်စစ်အစိုးရကိုဖမ်းဆီးချုံနှောင်ထားတဲ့တိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့အတူသမ္မတဦးဝင်းမြင့်အပါအဝင်ဖမ်းဆီးချုံနှောင်ထားတဲ့သူတို့အားလုံးကိုပြန်လည်လွတ်မြောက်ပေးဖို့တောင်းဆိုခဲ့ထားပါတယ်ဒါပေမဲ့လည်းယနေ့ထိပြန်လွတ်မြောက်ပေးခြင်းမရှိတဲ့အတွက်ကြောင့် UN အဖွဲ့အစည်းမှအာဏာရှင်စစ်အစိုးရအားပထမတစ်ချိန်warningပေးထားပြီးဖြစ်ကြောင်းလည်းသိရပါတယ်ပြည်သူလူထုရဲ့စန့်ကျင်ဆန္ဒထုတ်ဖော်မှုအခြေအနေဟာပိုမိုမြင့်မားလာပေမဲ့လည်းအာဏာရှင်အစိုးရဘက်မှလက်ရောချင်းမရှိတဲ့အပြင်လက်နဲ့အားကိုပြီးလူပါတေစေသည့်အထိကျူးလွန်ခဲ့တဲ့အသွတ်ကြောင့်ယခုလက်ရှိအစိုးရတည်ဖွဲ့ရှိတဲ့အမေရိကန်ပြည်ထောင်စုရဲ့သမ္မတတိဂျိုးဘိုင်ဒန်မှရှေ့အာဏာရှင်အစိုးရအားထိရောက်စွာအရေးယူတော့မယ့်အကြောင်းမနေ့ကမိန့်ခွန်းမှာသမ္မတဂျိုးဘိုင်ဒန်မှပြောကြားသွားခဲ့ပါတယ်ဒီအကြောင်းအရာတွေကိုလဲဆက်လက်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးပဲကြည့်လို့တင်ပါတယ်ဒီအကြောင်းအရာတွေအားလုံးကတော့ breaking news ဆိုတဲ့နောက်ဆက်တွဲသတင်းတွေပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုလိုမျိုးထူးခြားတဲ့သတင်းတွေကိုသိရှိရအောင်လို့ကျွန်တော်ရဲ့အာယုံဦး channel ကို subscribe မလုပ်ရသေးတဲ့သူတွေ subscribe လုပ်ပြီးတော့ဘေးနာခေါင်းလေးကိုလည်းဗီဒီယိုတစ်တင်တိုင်းသိရှိရအောင်လုပ်ပေးသွားကြခဲ့ပါဟုတ်ကဲ့အားလုံးပဲကိုယ်စိတ်နှဖျားဆွန်လန်းချမ်းမြေ့ကြပါစေခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာလည်းဆက်လက်ပြီးတော့စုံစည်းကြရအောင်